ကိုကလုံးမကြိုက်တော့ပဲ coffee ဆိုင်မှာထိုင်တော့မရဘူး drip coffee လေးတော့တောက်ကြည့်နေမှာရလဲပေါ့နော်အဲ့လို drip coffee တွေကကျတော့အဓိကအပြင် specialty coffee ဆိုင်တွေမှာရတယ်ပေါ့နော်များသောအားဖြင့်အဲ့ဒီ specialty coffee ဆိုင်တွေကျတော့ coffee ကိုပဲအဓိကထားပြီးရောင်းကြတာတချို့ cake လေးတွေနဲ့ပဲရောင်းကြတွဲပြီးရောင်းကြတာပေါ့နော်တချို့ဆိုင်တော်တော်များများတော့ပေါ့နော်အဲ့ဆိုတော့သူတို့စီမှာ cold brew လည်းရတယ်ဒီ drip coffee လည်းရတယ် espresso အကုန်ရတယ်ပေါ့နော်ဆိုဘန်ကောက်မှာဆိုရင်ဟို Arabica တို့အဲ့လိုဆိုင်တွေမှာdrip coffee ရနိုင်တယ်ပေါ့နော်နောက်တစ်ခုက drip coffee ပဲရောင်းတဲ့ဆိုင်တစ်ဆိုင်ရှိရယ်ဘန်ကောက်မှာဆိုရင်ဒီ Bangkok Art and Culture Center ရဲ့ဒီ ground floor မှာလာမယ်သူက drip coffee ပဲရောင်းတာဆိုတော့အဲ့ဒီမှာလည်းရနိုင်တယ်ပေါ့နော်ပြီးတော့ drip coffee ရဲ့အားသာချက်ကကျတော့ဗာလဲဆိုတော့အဲ့လို fruity နဲ့ကွာ coffee beans ကိုရွေးလို့ရတယ်အဲ့ beans ကဟိုကိုယ့်ရဲ့ဟို fruity နဲ့တရက်သီးနှံ့ရလားတရက်သီးနှံ့ရတဲ့ဟာကိုတောက်ချင်လားဒါမှမဟုတ်လေတခြားဒီ peach နှံ့ရတဲ့ဟာကိုတောက်ချင်လားဒါမှမဟုတ်အဲ့လိုမျိုးမဟုတ်ဘူးဆိုရင်လည်းဒီ floral နှံ့ရတဲ့ဟာလေးကိုတောက်ချင်လားဒါမှမဟုတ်ဒီ vanilla လိုမျိုးဟာတွေတောက်ချင်လားပေါ့နော်ဆိုအဲ့လိုမျိုး beans တွေကိုရွေးချယ်ပြီးတော့မှဒီလိုမျိုးအရသာ coffee ရဲ့ beans အရသာကိုတတိချခံပြီးတော့မှတောက်လို့ရတယ်ပေါ့နော်နောက်တစ်ခုကမြန်မာနိုင်ငံမှာဆိုရင်တော့ဒီ specialty coffee ရောင်းတဲ့ဆိုင်တွေတော်တော်များများရှိရဲလို့မြန်မာတိုင်းပြည်ပြောမယ်ဆိုတော့ WhatsApp ပေါ့နော် WhatsApp မှာလည်းdrip coffee တောက်ဖြစ်ရင်တောက်လို့ရတယ်ကိုက coffee လုံးမကြိုက်ဘူးဒါပေမဲ့အဲ့လိုမျိုးကြီးလည်းအရင် specialty ဖြစ်တာကြီးလည်းကိုကခံစားပြီးမတောက်တတ်ဘူးဆိုရင်ပေါ့နော်coffee နဲ့ရရင်ပြီးတော့ဆိုရင်ဆွလက်လိုမျိုးပေါ့နော်ကို coffee နဲ့ရရင်ပြီးတော့တရက် coffee နဲ့မရရင်ထုံထိုင်းမိုင်းနေအောင် coffee ကိုဘယ်လိုတောက်လို့ရသေးလဲဆိုတော့ဟိုအုံးရည်နဲ့လည်းထည့်တောက်တယ်နောက်တစ်ခါနွားနို့မဟုတ်ဘဲနဲ့ oat milk ပေါ့နော်အုတ်ဂျုံကလာတဲ့ milk ပေါ့နော်အဲ့လိုမျိုး oat milk နဲ့လည်းတောက်တယ်နောက်တစ်ခုကပဲနို့နဲ့လည်းတောက်တယ်နောက်တစ်ခါလိမ္မော်ရည်နဲ့လည်းတောက်တယ်ပြီးတော့အုံးရည်နဲ့လည်းတောက်တယ်ဆိုလဲဆိုတစ်ခါတလေဆိုရင်ဟို condensed milk လေးကိုနို့စီလေးကိုစားနေနဲ့ထည့်တောက်တာဟို Vietnamese တွေလိုမျိုးလေးအဲ့လိုမျိုးတောင်ဆိုလဲထည့်တောက်ပြီပေါ့နော်